ကဲအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ကဘယ်လင်းဥတုလေးဆောင်တဲ့ချင်းအများစုရဲ့အသက်ဖြစ်တဲ့ base တန်ဖြစ်တဲ့ဒီဒူနန်းလန်းပေါ့နော်ဒူနန်းလန်းလို့လည်းခေါ်ကြတယ်655လို့လည်းခေါ်ကြတယ်ပေါ့နော်ကျွန်တော်ဒီလက်ညှိုးနဲ့တွဲတီးမယ်ဆိုလို့ရှိရင်ကျတော့သူတို့မှာအခက်အခဲတွေရှိကြတယ်ပေါ့နော်လက်မတီးပြီးတော့လက်ညှိုးကပါမလာလို့လက်ညှိုးကဘယ်လိုတီးရလဲမသိတာပေါ့နော်အဲ့လိုအခက်အခဲဖြစ်တဲ့ညီကိုတွေတော့ကျွန်တော်ကအခုဒီနေ့ဗီဒီယိုမှာ exercise လေးပေါ့နော်ညာလက် exercise လေးကိုကျွန်တော်ပြပြပေးမှာဖြစ်တယ်အားကြောင့်ကျွန်တော်စားလိုက်ကြရအောင်ကျွန်တော် exercise ကို၄ခုကျွန်တော်ပြပြပေးမယ်နော်ကျွန်တော်၄ခု exercise ၄ခုကိုပြပြပေးမယ်တစ်ခုချင်းစီကိုကျွန်တော်တို့တစ်ဆင့်ချင်းစီကျင့်ရမယ်เนาะအခုအရင်ဆုံးစားမယ်နံပါတ်1 exercise ကတော့ကျွန်တော်တို့ဒီလက်မကိုသုံးပြီးတော့ကျွန်တော်တို့က base ကိုအရင်တီးရအောင်เนาะ base ကိုအရင်တီးဖို့တော့ကျွန်တော်လက်မ၄ချင်ကန်ကိုအရင်စားအောင်လက်မ၄ချင်ကန်ကတော့ကျွန်တော်တို့6ကျိုးရယ်5ကျိုးရယ်ကိုကျွန်တော်အဓိကယူပြီးတော့6ခုတစ်ချက်5ခု2ချက်တီးရအောင်เนาะအဲ့လိုတီးတဲ့အခါမှာလည်းကျွန်တော်တို့ကဒီလိုတီးပြီးတော့ခွာလိုက်တာမျိုးလုံးဝမဖြစ်အောင်เนาะလက်မအောင်เนาะဒီအပေါ်ကျိုးကို6ကျိုးကိုတီးပြီးရတယ်တစ်ခါနဲ့5ကျိုးကိုသွားကတ်လိုက်เนาะဒီလိုเนาะဒီလို5ကျိုးထပ်တီးမယ်ဆိုလို့ရှိရင်လည်းเนาะအဲ့လိုเนาะအဲ့ဒါကိုကျွန်တော်တို့ကမက်ထရိုလုံးတန်ဖိုလေးနဲ့တန်ဖိုကိုကျွန်တော်တို့80လောက်ထားပြီးတော့စကျင်ပါเนาะ1 2 3 4 အဲ့လိုရင်လုံးကျင့်ရမယ်เนาะအဲ့ဒါကတော့အဓိကပထမဆုံးနံပါတ်1 exercise ဖြစ်တယ်အဲ့ exercise ကိုကျွန်တော်တို့အရင်ဆုံးအချိန်လေးယူပြီးတော့တခြားလေးကျင့်ပေါ့เนาะတန်ဖိုးနဲ့တန်ဖိုးလေးနဲ့ကိုက90ဆို90 80ဆိုတဖြည်းဖြည်းချင်းနည်းနည်းကတန်ဖိုးနည်းနည်းနဲ့စကျင့်ပေါ့เนาะ90ကစကျင့်တော့ဟိုအကောင်းဆုံးပဲ90ကနေပြီးတော့80 90 90 100အဲ့လိုမျိုးကျင့်ပါလားအဓိကအဲ့လိုမျိုးရเนาะအဲ့ဆိုလို့ရှိရင်ကျွန်တော်နံပါတ်1 exercise ပြောရပြီကျွန်တော်အခုပြောပြပေးမယ်နံပါတ်2 exercise ကတော့ base နဲ့ကျွန်တော်လက်ညှိုးပေါင်းတီးရအဲ့အောက်ကကျွန်တော်လက်ညှိုးကကြတော့ကျွန်တော်တို့ဒီလက်ဆောင်လေးနဲ့ကျွန်တော်တို့ကတီးမှာဖြစ်တယ်နော်ပြီးတော့ကျွန်တော်ဒီလိုကျိုးဒီလိုကုတ်တီးမှာဖြစ်တယ်နော်ဒီလိုကုတ်တီးပါဆိုတော့အဲ့လိုနည်းနည်းတော့နာရောတီးခံပြီးတော့ကျင့်ပါနော်ကိုယ်တက်ချင်တာပဲခုန base တီးမယ်အဲ့လိုလက်မလည်းဒုံဒုံဒုံဆိုတဲ့နေရာမှာလက်ညှိုးကလည်းဒုံဒုံဒုံဆိုပြီးတော့ကျွန်တော်တစ်ကျိုးသွားကြိုင်တယ်အခုလိုပေါ့အပေါ်က3ချက်တီးရတဲ့အတိုင်းပဲအောက်ကလည်း3ချက်ပြီးလို့ရှိရင်ကျွန်တော်တစ်ကျိုးဆင်ပြေပြီဆိုရင်ပြီးရင်2ကျိုးသွားမယ်တစ်ကျိုးချင်းနေသွားပါတော့3ကျိုး4ကျိုး3ကျိုး2ကျိုး1ကျိုးအဲ့တော့ကျွန်တော်တန်ဖိုးလေးနဲ့ကြည့်ကြည့်ရအောင်3 4 1 2 3 4 3 4 1 2 3 4 1 2 3 4 1 လေးကျိုး3 4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ကဲဒါတော့ exercise နံပါတ်2ပေါ့နော်2ကိုနားလည်မယ်လို့ထင်တယ်နော်အဲ့ exercise နံပါတ်3ကိုဆက်ပြီးပြောပြပေးမယ်ဖြစ်တယ်နော်ခုနကကျတော့ကျွန်တော်လက်ကျိုးကိုကျတော့ base တန်လိုပဲ3ချက်ပဲတီးသွားတယ်နော်အခုကျတော့ base က3ချက်ပြီးကြတော့မှနောက်ထပ်အပိုတစ်ချက်လက်ညိုးကိုကျွန်တော်4ချက်ပေါင်းထည့်မှာဖြစ်တယ်ဘယ်လိုလဲဆိုတော့ခုနကတန်1 2 3 1အခုက4ချက်ထည့်မှာခုနက3ချက်လေးတစ်ချက်ပါနော်လက်မပြီးတော့နောက်ထပ်အပူတစ်ချက်ပဲနော်
2 3 4 1 2 3 4 1 2 3 4 1 2 3 4 1 2 နှစ်ကြို4 1 2 3 4 သုံးကြို4 1 2 3 4 လေးကြို2 3 4 1 2 3 4ဒါတော့ exercise 3အဲ့ဒါကိုကျွန်တော်တန်ဖိုးလေးနဲ့ကျင့်ကြည့်ကြအောင်2 3 4 1 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 2 3 4လေးချက်ပေါ့နော်ခုနကကျတော့3ချက်ဘယ်ကျိုးရဲ့လက်မရဲ့1 2 3 1 2 3အခုကကျတော့1 2 3 4 1 2 3 4အဲ့လိုသွားမယ်နော်ဒါတော့ exercise 3နော်အဲ့3ချက်လောက်ပိုင်ပြီဆိုလို့ရှိရင်ကျွန်တော်ညာလက်တော်တော်အဆင်ပြေနေပြီလို့ပြောလို့ရတယ် exercise နံပါတ်4မှာကကျတော့အပေါ်လေးသွားမယ်အောက်ကိုလည်းပြန်လာမယ်ဆိုတော့ကျွန်တော်တို့ကအခုကကြိုးကူးလေးချိန်ကပေါ့အောက်ကနေအပေါ်ကိုတက်မယ်အပေါ်နဲ့အောက်ပြန်ဆင်းမယ်တကြိုးချင်းစီပေါ့နော်ခုနကကျတော့တကြိုးလေးကိုပဲကျွန်တော်3 4ချက်တီးရတယ်အခုကကျတော့တကြိုးချင်းစီရောသွားတီး1 2 3 4 1 2 3 4 1 2 3 4အဲ့တော့အဲ့လိုတက်သွားမယ်နော်အဲ့တစ်ကြိုးနဲ့စတက်မယ်ကျွန်တော်ချက်လောက်ပြကြည့်မယ်နော် exercise နံပါတ်4ဖြစ်ပါတယ်အဲ့တော့1 2 3 4 1 2 3 4အဲ့ဒီမှာကျွန်တော်အပေါ် base ကိုလည်းတီးတယ်နော် base ကလည်း3ချက်ပဲဖြစ်ရမှာနော် base ကို4ချက်ရောင်ပြီးတော့တတ်လိုက်လို့မရအောင်နော်အဲ့ကျွန်တော်လက်မလေ့ကျင့်ခန်း exercise နံပါတ်1ကိုရင်တော့ပိုင်အောင်ကျင့်ဆိုတာအဲ့ဒါပြောချင်တာနော်လက်မကကျွန်တော်ရောင်ပြီးတော့ဒီလိုမျိုးဖြစ်တတ်တယ်နော်အဲ့လိုမျိုးလည်းဖြစ်တတ်တယ်ပြီးရင်အပေါ်ကကြိုးရည်လည်းအဲ့လိုအပေါ်ရည်လည်းပြန်တီးတာရည်လည်းဖြစ်တတ်တယ်အဲ့တော့တစ်စင်ချင်းသွားအဆင်ပြေတယ်ဗျအဲ့တော့ခုနကကျွန်တော်ပြန်ပြမယ်နော်1 2 3 4ဟုတ်လားလက်မလည်း3ချက်ပဲเนาะပုံမတီးเนาะ4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4เนาะအဲ့တော့တန်ဖိုးလေးနဲ့ကျွန်တော်ဆက်ပြပေးမယ်ကျွန်တော်လည်းလူလိုက်လေးကျင်လည်းပုံစင်ပြရအောင်ရเนาะ1 2 3 4 1 2 1ဖြစ်တယ်เนาะအဲ့တော့အကုန်လုံးပြန်ခြုံပြီးတော့1ကနေ4ထိကိုကျွန်တော်ပြန်ပြောပြရမယ်ဆိုရင်နံပါတ်1ကကျွန်တော်တို့ base ဖြစ်တယ် base ဖြစ်တယ်เนาะနံပါတ်2 exercise ကအဲ့ base နဲ့လက်ညှိုး3ချက် base တိုင်းကိုပဲ3ချက်ကိုပဲလက်ညှိုးမှာပေါင်းတီးမယ်เนาะအပေါ်ကျွေးလည်းအဲ့လိုပဲတီးရမယ်exercise နံပါတ်2ဖြစ်တယ် exercise နံပါတ်3ကကြတော့ကျွန်တော်တို့4ချက်တီးပါတော့ခုနကကျတော့လက်ညှိုး3ချက်ပြီးရင်ဒီလိုစားကြတော့လက်ညှိုးကို base ပြီးရအောင်မှာဂျားထဲမှာတစ်လုံးထပ်ထည့်ရအောင်ဒီလိုလေးပေါ့လက်မမပါအောင်ကိုရေးချင်တော့လက်မလည်း3ချက်ပဲเนาะလက်မပုံခက်ရအောင်နောက်ကျိုး3ကျိုး4ကျိုးဒါ exercise နံပါတ်3ဖြစ်တယ်เนาะ exercise နံပါတ်4နောက်ဆုံး exercise ကကြတော့ကျွန်တော်တို့အကုန်လုံးကျိုးတွေကိုတီးမှာခုနရှိရဟာတွေပိုင်သွားပြီเนาะပိုင်သွားတော့ဒီပိုင်သွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုတီးမယ်ဆိုရင်တော့ exercise လေးမျိုးဖြစ်တယ်เนาะဒီဥစ္စာလေးပိုင်နိုင်သွားပြီဆိုရင်ကျွန်တော်ညာလက်ကအဆင်ပြေသွားပြီပေါ့เนาะညာလက်လေ့ကျင့်ခန်းကကျွန်တော်တို့လုံးဝပိုင်နိုင်သွားပြီလို့ပြောလို့ရတယ်ဒါအချိန်ပေးပြီးတော့ကျင့်ရမယ်เนาะစိတ်ရှည်ပြီးတော့ကိုယ်တကယ်တက်မြောက်ခြင်းဆိုကျွန်တော်စိတ်ရှည်ရှည်နဲ့သိရှည်ရေးလာပြီးတော့ကျွန်တော်ကအချိန်ပေးပြီးလေ့ကျင့်ပေါ့เนาะဒါမှလည်းကျွန်တော်တို့ကကျွမ်းကျင်တော့တက်မြောက်မှာဖြစ်တယ်ပေါ့เนาะဒါကတော့ကျွန်တော်ညာလက်လေ့ကျင့်ခန်းဖြစ်တယ်ဗျအခုပြောပြပြီးသွားတာတော့ဒါပေမဲ့ကိုကညာလက်ပိုင်သွားပြီဆိုလို့ရှိရင်ဘယ်လက်နဲ့တီးမယ်ဆိုလို့ရှိရင်ကြတော့
ဘယ်လက်လေ့ကျင့်ခန်းအောင်ကြာတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်ဖြစ်တယ်နော်အခုညာလက်လေ့ကျင့်ခန်းပေါ့နော်ကျွန်တော်လည်းလူလိုက်ပြီးတော့လေ့ကျင့်ကြည့်ပါစင်ပြေပါလိမ့်မယ်အနည်းဆုံးအချိန်ကတော့ပေးရပါတယ်ကျွန်တော်တို့ကလည်းအချိန်အများကြီးပေးရပါတယ်အဲ့တော့စင်ပြေပါပါနော်အားလုံးစင်ပြေပါကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ဘယ်လက်လေ့ကျင့်ခန်းမှာဆက်ပြီးတော့တွေ့ကြရအောင်ကျေးဇူးများတင်ပါတယ်ဆင်ပြေကြပါစေ